ဘာဖြစ်လို့ဟမ်ဘာအောင်ကြည့်နေတာလဲလို့ပြန်ထွက်မှာစိုးလို့လားမထွက်တော့ဘူးလေပြန်လာပြီလေသားအိတ်လေအိမ်ငိုင်အိတ်လေအိတ်လေသားအိတ်လေဒီနေ့ဘယ်မှမသွားတော့ဘူးနော်သားနော်စိတ်ချလက်ချအိတ် နိုင်ရောစင်ဆိုတာဘာတော့လို့မေးရင်အနောက်အွက်ဒီနေရာဖြစ်ချီနှောင်တက်တဲ့သဘော အိမ်ငိုင်အိမ်ငိုင်အိတ်တော့ဟာအိတ်ချ ဒုက္ခနဲ့ကိုယ်နဲ့ဥနေအောင်မလွတ်မလပ်ဖြစ်နေအောင်ချီထားတာတုတ်တာနှောင်ဖွက်ထားတာ ဖက်ကောင်းပေါ်မှာသားကောင်းပေါ်မှာလဲ နိုင်ရောစင်လို့ဒီလို